Mama collection လောက်ကမရေးခဲ့ပြီးတော့ Mama collection ကအသက်ထွက်တဲ့အင်ကြီးလေးတွေကိုလက်ဆောင်ယူတာပါ Mama collection ကဒီတစ်ခါမှာတော့ design 10 မျိုးတောင်မှအားရပါရထုတ်ပေးထားတာမို့လို့အပဲက design 10 မျိုးလုံးကိုဝတ်ပြပေးမယ်နော်အကြိုက်ဆုံး design လေးကိုပါတစ်ခါလေးရွေးခဲ့အောင်နော်ပထမဆုံး design လေးကတော့ BKK soft ကောင်ဝင်လေးဖြစ်ပါတယ်ဒီကောင်ဝင်လေးရဲ့အသက်ကတော့နောက်ကျောဘက်ကခါစီကျိုးလေးဖြစ်ပါတယ်သူ့ရဲ့ခါစီကျိုးလေးကရှုံကျိုးလိုပုံစံမျိုးလေးဖြစ်ပြီးတော့မှသူ့ရဲ့ကျိုးလေးကိုရှုံလိုက်ပြီးဆိုလို့ရှိရင်ခန္ဓာကိုယ်နဲ့ fitting လေးဖြစ်သွားတာပေါ့နော်ကျိုး design လေးကခန္ဓာကိုယ်ရဲ့အလှကိုလည်းပို့ပြီးတော့ပေါ်လွင်စေပါတယ်လေပင်ကျိုး design လေးကိုလည်း adjust လုပ်လို့ရတဲ့ပုံစံလေးလုပ်ပေးထားတာမို့လို့ကိုလိုသလိုအချင်းအကျယ်ညှိပြီးတော့ဝတ်လို့ရပါတယ်ကောင်ဝင်လေးရဲ့အသားလေးကလေအီတုံပြီးတော့အီးဆက်နေတဲ့အသားလေးမို့လို့အပဲကတော့တစ်ထည်လောက်တော့မဖြစ်မနေဝယ်ထားစေချင်တယ်ရွေးချယ်စရာအယောင်လေးလေးက6ရောင်ရှိပြီးတော့မှအပဲဝတ်ထားတဲ့46 size လေးက2000နဲ့မှ3000ဖြစ်ပါတယ်နောက်ထပ်တစ်စုံကတော့အခုအရင်ခစ်စားနေတဲ့တူတူဆွဲသားလေးကိုမှစကက်အရှည်လေးနဲ့ဝမ်းဆက်လေးထုတ်ပေးထားတာပေါ့နော်ဒီဒီဇိုင်းမျိုးလေးကိုလူကြိုက်တော်လေးလဲများတယ်အပဲကိုယ်တိုင်လည်းအရင်ကြိုက်ပါတယ်ဆွဲသားအီလေးနဲ့ဖျားသွားယုံတက်ပါဝတ်လို့ရတဲ့စကက်ရှည်ဒီဇိုင်းလေးဖြစ်ပြီးတော့မှရွေးချယ်စရာအယောင်လိုင်းလေးတွေလည်းအများကြီးရှိရဲ့အပြင်ကိုအပဲဝတ်ထားတဲ့46 size လေးဆိုရင်2200ပဲရှိပါတယ်ဈေးလေးကလည်းအရန်ကိုတန်နေရောနော်မတို့ကခြီသားပဲကြိုက်တာအပဲရေးဆိုရယ်မမကြီးအတွက်ကတော့ဒီ BKK ခြီပွင့်ဝမ်းဆက်ကလေးကိုရွေးချယ်ရမယ်စီရင်နဲ့ထည့်လိုက်တော့နော်သူရဲ့စကက်လေးကိုခန္ဓာကိုယ်ပေါ်မှာတသက်ရှိအောင်လို့ပတ်လည်မြှော့ကြိုးလေးနဲ့လုပ်ပေးထားတယ်အင်ကြီးအသားလေးကလေအေးဆက်ပြီးတော့လေအေးလေးနဲ့လေခန္ဓာကိုယ်ပေါ်မှာဝတ်လို့ဝတ်ထားမှတော့မသိတာအောင်လို့တော်တော်ပေါ့ပါတာနော်နောက်ကျော်ဘက်မှာဆိုလို့ရှိရင်လေခေါင်းဝင်ကားလိုမျိုးပဲအရှုံပါတဲ့ခါစီကြိုးလေးထည့်ပေးထားရဲ့အတွက်ခန္ဓာကိုယ်လေးကိုပေါ်လွင်စေရပေါ့နော်ခရီးသွားတဲ့အချိန်မျိုးမှာအေးလူပေါ့ပါလွတ်လပ်ရှိတဲ့ခြီသားဝမ်းဆက်ကလေးတွေကိုပဲဝတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ BKK စကက်ရှည်ဝမ်းဆက်ကလေးကိုမဖြစ်မနေရွေးချယ်တော့နော်ရွေးချယ်စရာအယောင်တွေကလည်းအများကြီးရှိပြီးတော့မှအပဲဝတ်တဲ့46 size လေးဆိုရင်2400ပဲရှိပါတယ်ဝမ်းဆက်ဆိုလို့ရှိရင်ဘောင်းမီရှည်နဲ့ပဲဝတ်တတ်တဲ့အစင်တွေဒီဇိုင်းတွေရှော့ရှက်ခက်နေရမျိုးမကြိုက်ဘူးဆိုလို့ရှိရင်တော့ဒီဝမ်းဆက်ကလေးကိုရွေးချယ်တင်သွားပါပြီရင်ဘက်ကပန်းဒီဇိုင်းလေးနဲ့ခါနာကခါစီချိုးလေးတစ်ခုကလွဲလို့ရှိရင်ရိုးရှင်းဒီဇိုင်းလေးနဲ့မို့လို့တော်တော်လေးကို simple ဖြစ်တဲ့ဝမ်းဆက်ကလေးလို့ပြောလို့ရပါတယ်ရိုးရှင်းဒီဇိုင်းလေးနဲ့အသားအေးပြီးတော့ဝတ်လို့ကောင်းတဲ့ဒီရင်ဘက်ပန်းဖို့ဝမ်းဆက်ဒီဇိုင်းလေးကိုတော့ရွေးချယ်စရာအယောင်က10ရောင်တောင်မှရှိပြီးအပဲဝတ်ထားတဲ့46 size လေးဆိုရင်2000ခွဲပဲရှိပါရဲ့ရှင်ဒီတစ်ခေါက်ထွက်တဲ့ဒီဇိုင်းထဲမှာမဖြစ်မနေယူရမယ့်ဝမ်းဆက်ကတော့ဒါပဲဘာလို့လဲဆိုတော့ဒီအင်ဂျီလေးနဲ့တည်းမဲ့တော်တော်လေးကိုတန်ပြီးတော့ပွဲလေးတိုးတယ်လှတယ်ချစ်စရာလည်းကောင်းတယ်ပေါ့နော်သူ့ရဲ့ဘောင်းမီစကက်လေးဆိုလို့ရှိရင်လည်းနှစ်ထပ်ပုံစံပြည့်ဝလုပ်ပေးထားတာဖြစ်တဲ့အတွက်လုံးချုံစိတ်ချလက်ချလွတ်ဝတ်လို့ရပါတယ်ဒီအင်ဂျီရဲ့အသားလေးကဂျလေးချီသားလေးကိုမှပန်းကနုတ်ကလေးတွေထိုးထားပြီးရွက်ဆက်ကိုလှတဲ့အမားတို့ရဲ့တကယ်ကိုတစ်ထည့်လောက်တော့ဖြစ်အောင်ယူထားတဲ့နေနော်အပဲအကြံပေးရသူ့ရဲ့ပန်းကနုတ်အစင်လေးကအစင်2မျိုးရှိရပေါ့နော်3မျိုးတွဲပြီးတော့ဝယ်ခြင်းလဲရတယ်လို့1မျိုးစီပဲဝယ်ခြင်းတဲ့သူတွေအတွက်ကိုလည်းခွဲပြီးတော့ရောင်းပေးပါမယ်တဲ့ဝယ်ထားတဲ့46 size လေးမှာအင်ကြီးစားပွင့်လေးက2200ဘောင်းမီရှည်လေးက16000ဘောင်းမီတိုလေးကတော့14000ပဲရှိပါတယ်ရွေးချယ်စရာအယောင်လေးကတော့4ရောင်ရှိတယ်4ရောင်လုံးကအလှတွေပဲမို့လို့အပဲကတော့4ရောင်လုံးကိုယူထားတဲ့တယ်လို့ recommend လုပ်ပါတယ်အမကတော့ဘောင်းမီတိုလေးနဲ့ပဲဝတ်ချင်တာအမကတော့ဘောင်းမီတိုကြီးနဲ့မွေရဲပါဘူးဘောင်းမီရှည်ပဲဝတ်ချင်တာဆိုတဲ့ကိုမမတွေအတွက်အငင်းပွားမှုတွေမဖြစ်ရအောင်လို့ဘောင်းမီရှည်နဲ့ရောအတိုနဲ့ရော2မျိုးလုံးထုတ်ပေးထားပါတယ်ဒီဝမ်းဆက်လေးရဲ့အသားလေးကလည်း BKK ခြီသားလေးကိုသုံးထားပြီးတော့မှခန္ဓာကိုယ်ပေါ်မှာပေါ့ရှုပြီးတော့မှအရန်နေလို့ကောင်းတယ်ပေါ့နော်အင်ကြီးဒီဇိုင်းလေးကလည်းအရန်ချစ်ဖို့ကောင်းတယ်အင်ကြီးလက်အဖျားလေးမှာဆိုလို့ရှိရင်လည်းလက်မနာစီတဲ့မျှော့ကြိုးလေးသုံးပေးထားရပေါ့နော်နောက်ကျော်တစ်ခုလုံးလည်း smoking အပြည့်ထည့်ထားပြီးတော့ခါစီကြိုးလေးလည်းထည့်ထားပေးသေးတယ်ဘောင်းမီတိုဝတ်ချင်တဲ့သူလေးတွေကအပဲဝတ်ထားတဲ့46 size လေးကို23,500နဲ့ဘောင်းမီရှည်ဝတ်ချင်တဲ့သူတွေအတွက်အပဲဝတ်ထားတဲ့46 size လေးက24,000ဖြစ်ပါတယ်ရွေးချယ်စရာအယောင်လေးတွေကလည်း6ရောင်တောင်မှရှိရယ်နော်ဒီဝမ်းဆက်ကလေးကတော့အပဲကဝယ်ပါလို့မပြောရင်တော့တောက်ဝယ်ကြမှာတီးလို့ပစ္စည်းမကုန်ခင်အမြန်ဆုံးတောက်ဝယ်လိုက်ကြအောင်နော် BKK ခြီသားအေးလေးကိုမှအပွင့်စင်လေးနဲ့ cute type design လေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီဝမ်းဆက်ကလေးကိုရွေးပါသူ့ရဲ့အသားလေးကအေးပြီးတော့မှခန္ဓာကိုယ်ပေါ်မှာပေါ့ပါပြီးတော့တော်တော်လေးကိုဝတ်လို့ကောင်းတယ်ကွယ်တီးလားသူ့ရဲ့ collar လေးနဲ့လက် design လေးဆိုလို့ရှိရင်လည်းတော်တော်လေးချစ်ဖို့ကောင်းတယ်ဝမ်းဆက်လေးမှာလည်းဘောင်းမီတိုနဲ့ဘောင်းမီရှည်ဆိုပြီးတော့ရွေးချယ်စရာ2မျိုးရှိပြီးတော့ဘောင်းမီတိုလေးကိုဝတ်ချင်တယ်ဆိုရင်အပဲဝတ်ထားတဲ့46 size လေးက2500ပဲရှိတယ်ဘောင်းမီရှည်လေးဆိုလို့ရှိရင်တော့46 size လေးက24,000မှာကယ်ဘရန်တွေကိုဂုဏ်ယူစွာဝတ်ဆင်နိုင်မှုအတွက် Mama Ace Up to Date ဆိုတဲ့ logo လေးကိုရင်ဘတ်နဲ့စကတ်အနားလေးမှာဖောင်းကြဒီဇိုင်းလေးနဲ့ထည့်ထားပေးပါရဲ့ဒီစကတ်လေးကိုအရင်သဘောကျရသီးလားဘောင်းမီကိုအောက်ထဲမှာအပြည့်ထည့်ထားပြီးတော့မှစကတ်လေးကိုအရှိရောနောက်ရောလုံးချုံလေးလှုပ်ထားပြီးရပေါ့နော်ပြီးတော့သူ့ရဲ့စကတ်ကအရင်လည်းမတူဘူးသူ့ရဲ့အသားလေးကကိုရီးယားခြီဆွဲသားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အသားလေးကလေအီးဆက်ပြီးတော့မှလေခန္ဓာကိုယ်ပေါ်မှာတော်တော်လေးကိုနေလို့ကောင်းပြီးတော့နူးညံ့နေရကွာသီးလားဆွဲသားလေးတော်တော်လေးပါတယ်အပဲလိုမျိုးအင်ကြီးကိုခါတဲ့ထဲမွှချင်မဲ့နဲ့အင်ကြီးလေးကိုဒီလိုလေးထုတ်ဝတ်မယ်ဆိုလို့ရှိရင်လဲလှတယ်ပေါ့နော်နူးညံ့လေးနဲ့အရန်ကို soft ဖြစ်ပြီးတော့ဝတ်လို့ကောင်း
နဲ့ကိုရီးယားချီဆွဲသားဝမ်းဆက်ကလေးကရွေးချယ်စရာအယောင်က10ရောင်နှမရှိပြီးတော့အပဲဝတ်ထားတဲ့46 size လေးဆိုရင်26,000ပဲရှိပါတယ်။နူးညံ့တဲ့အထစ်တွေလေးကိုခန်းစားပြီးတော့စကတ်ကိုလုံးလုံးချုံချုံလေးဝတ်ချင်တယ်ဆိုလို့ရှင်ဒီဝမ်းဆက်ကလေးကိုရွေးနော်။အပဲဝတ်ပြတ်သွားတဲ့ဝမ်းဆက်လက်လက်လေးတွေကိုဝယ်ချင်တယ်ဆိုလို့ရှင်တော့မမ X up to date collection TikTok account နဲ့မမ collection ရဲ့ Facebook page လေးတွေမှာဝယ်ယူလို့ရပါတယ်ရှင်။ပဲဝတ်သွားတဲ့အထက်ကအကြိုက်ဆုံးဒီဇိုင်းလေးကိုရွေးပြီးတော့မမ collection လို့ကမ္ဘာမှာရေးပြီးလက်ဆောင်ယူတော့